တကယ်လို့ကိုသက်စီလုံးမယ်ဆိုလို့ရှိရင်ဒီမှာပြထားတဲ့ဒီပစ္စည်းအလုံးနဲ့ကိုသက်စီလုံးလို့ရတယ်အဲ့ဒီကိုသက်စီကတဘာဝကိုသက်စီလို့ခေါ်တယ်ကိုသက်စီမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးရွက်နဲ့လည်းလုံးလို့ရတယ်ဒီအရွက်ကိုပမာလိုမျိုးဘယ်လိုခေါ်လဲဆိုတော့ကတူးရွက်လို့ခေါ်တယ်ဒီရွက်နာမည်ကကတူးရွက်ဒီရွက်နဲ့လည်းလုံးလို့ရတယ်နောက်ပြီးတော့ဒီရွက်နဲ့လည်းလုံးလို့ရတယ်ဒီလိုမျိုးစားရွက်တွေနဲ့လည်းအဲ့လိုမျိုးကိုသက်စီကိုလုံးလို့ရတယ်သူကဒီတကယ်လို့ဒီအရွက်ထည့်မယ်ဆိုလို့ရှိရင်စပလင်ထည့်စရာမလိုဘူး။ဒါကစပလင်နဲ့လည်းလုပ်လို့ရတယ်။အကယ်လို့စပလင်ကရှာရတာခက်လို့ရှိရင်ဒီအရွက်အမျိုးအစားတွေနဲ့စပလင်စားအသုံးပြုလို့ရတယ်။နောက်တစ်ခုကကျတော့ဒီမှာစပလင်လို့ခေါ်တယ်။ဒီဟာကျတော့စပလင်အရိုင်းမင်းဒီဟာကိုဒီလိုတိုလေးတွေခုတ်ပြရမယ်။အပင်လိုက်ထည့်လို့မရဘူး။နောက်ပစ္စည်းတစ်ခုကကျတော့ဒီဟာဘာလို့ခေါ်လဲဆိုတော့မြန်မာလူမျိုးတရက်ကင်လို့ခေါ်တယ်။သူ့ပုံစံဂျင်းနဲ့တူတယ်။နောက်တစ်ခုကကြတော့ဒီဟာဆေးရွက်ကြီးကအဖက်မဟုတ်ဘူးဒီလိုတေးလေးတွေသူ့ကိုလောက်ရမယ်အကယ်လို့အဖက်ဆိုလို့ရှိရင်လည်းတေးလေးဖြောင်းလောက်ရမယ်အခုဒီမှာဒီကိုမွားကဆိုရဲဈေးလုံးမယ်ဆိုလို့ရှိရင်အဓိကအရေးကြီးတာပစ္စည်း၃မျိုးအဓိကအရေးကြီးတဲ့၃မျိုးကဆေးရွက်ကြီးရယ်နောက်စပလင်ရယ်နောက်တရက်ကင်လို့ခေါ်တဲ့ဂျင်းနဲ့တူတဲ့မျိုးစားတစ်မျိုးဖြစ်တယ်အကယ်လို့ဒီစပလင်နဲ့မလုပ်ဘူးဆိုလို့ရှိရင်ဒီအရွက်တွေနဲ့အစားထိုးလို့ရတယ်နောက်ပြီးလို့ရှိရင်ရေကကြတော့သူ့ကိုတကယ်လို့ကိုလောက်တော့မယ်ဆိုလို့ရှိရင်ဒီမှာရေပုံးတစ်ပုံးရှိမယ်အဲ့ဒီပုံထဲမှာရေလီတာ20ထည့်ပေးရမယ်ရေလီတာ20ကိုအရင်ဆုံးထည့်ရမယ်ထည့်ပြီးလို့ရှိရင်ဒီမှာအခုပြထားတဲ့ပစ္စည်းတွေကိုဒီထဲမှာထည့်မယ်ဒီဟာတော့ဆေးရွက်ကြီးကိုခေါ်တယ်ဒီဆေးရွက်ကြီးကိုအရင်ဆုံးဒီထဲမှာလောင်းထည့်ရမယ်ဒီဟာကျတော့ဆေးရွက်ကြီးကဘယ်2ကီလိုလဲဆိုတော့2ကီလိုရှိရယ်ဒီဆေးရွက်ကြီး2ကီလိုရယ်နောက်ပြီးလို့ရှိရင်ဒီဟာကျတော့စပလင်ကကျတော့သူကအခုထည့်မယ်ကျမတို့ထည့်မယ်ဟာ3ကီလိုရှိရယ်အဲ့တော့ဆေးရွက်ကြီး2ကီလိုနဲ့ပြီးလို့ရှိရင်စပလင်3ကီလိုထည့်မယ်အဲ့ဆိုတော့စုစုပေါင်း5ကီလိုရှိသွားပြီ5ကီလိုရှိသွားပြီပြီးလို့ရှိရင်ဒီဥစ္စာကျတော့ဂျင်းနဲ့တူတဲ့ဟာမျိုးသူ့ကိုဗမာလူမျိုးကတရက်ကင်လို့ခေါ်တယ်ဒီတရက်ကင်ကဘယ်2ကီလိုလဲဆိုတော့2ကီလိုရှိရယ်စားရွက်တွေမထည့်ရဘူးအဲ့တော့တခါဒီပုံတစ်ပုံထဲမှာဒီလိုမျိုးပစ္စည်းတွေထည့်မယ်ဆိုလို့ရှိရင်အလုံးပေါင်းစုစုပေါင်းက9ကီလိုရှိရမယ်9ကီလိုထဲမကျော်ရဘူးအကယ်လို့ဒီဂျင်းကိုဒီတရက်ကင်ကိုသူက3ကီလိုထည့်မယ်ဆိုလို့ရှိရင်ဒီစပလင်ကိုနည်းနည်းလျှော့ပြီးတော့ထည့်လို့ရတယ်စပလင်ကို2ကီလိုထည့်မယ်တကယ်လို့စပလင်2ကီလိုထည့်တဲ့ခါကျလို့ရှိရင်ဆေးရွက်ကြီးကလည်း2ကီလိုပဲဖြစ်ရမယ်ဒီဂျင်းက3ကီလိုဖြစ်မယ်အကယ်လို့ဆေးရွက်ကြီးကို3ကီလိုထည့်မယ်ဆိုရင်ဂျင်းက2ကီလိုထည့်ရမယ်တရက်ကင်2ကီလိုထည့်ရမယ်ပြီးလို့ရှိရင်စပလင်2ကီလိုထည့်မယ်ဒီအလုံးပေါင်းပမာဏဆိုလို့ရှိရင်9ကီလိုရှိရမယ်9ကီလိုထဲမပိုရဘူးအခုလိုမျိုးဒီပုံထဲမှာထည့်လာပြီးဆိုလို့ရှိရင်ဒီမှာရေနဲ့ဒီမှာဖိထားမယ်ဖိထည့်မယ်လို့ရှိရင်သူရေမြုပ်သွားပြီဆိုလို့ရှိရင်ဒီဟာကိုအပွားနေပြီးတော့ပိတ်ထားမယ်ဒီအပွားနေပြီးတော့ဒီမှာမိုးကန်သားနဲ့ပိတ်ထားမယ်သူ့ကို3ရက်ကြာထားရမယ်ဒီပုံကိုအရိပ်ထဲမှာသူ့အရိပ်ထဲမှာ3ရက်ကြာထားရမယ်3ရက်ကြာပြီးဆိုတာနဲ့သူဒီထဲမှာဒီထဲကနေပြီးတော့ထွက်လာမယ်အရည်ကိုရေဘူးလေးတွေနဲ့ပြန်ပြီးတော့ထုတ်ထားရမယ်အဲ့ဒီရေဘူးလေးထဲမှာသူကဒီထဲထွက်လာတဲ့အရည်ကိုရေဘူးထဲမှာထည့်ထားပြီးဆိုလို့ရှိရင်တခြားဒီလိုပင်အောက်တွေပါမှာရှိတဲ့အရည်ထဲမှာသူ့ကိုထားလိုက်မယ်သူ့ကို3လကြာအောင်အဲ့ဒီအရည်ထဲမှာဘူးလေးနဲ့ထည့်ပြီးတော့ထားမယ်အကယ်လို့က3ဝက်ဆိုလို့ရှိရင်အကယ်လို့သူ့ကိုပြန်ပြီးတော့3ဝက်ဆိုလို့ရှိရင်ကိုအရိပ်ထဲမှာထားရတဲ့ဘူးတွေကနေပြီးတော့ထုတ်မယ်ထုတ်ပြီးလို့ရှိရင်ရေဖြန်းပုံးထဲမှာဒီဟာဆိုလို့ရှိရင်150 cc ရှိရယ်ဒီမှာဆိုလို့ရှိရင်သူ့ကို3ပိုင်းပိုင်းလိုက်မယ်အကယ်လို့ရေတပုံးဆိုလို့ရှိရင်သူ့ကို50ရှိရယ်အတွက်ကြောင့်မလို့ရေတပုံးဆိုလို့ရှိရင်50ပဲထည့်ရမယ်အကယ်လို့ရေထမ်းပုံးကြီး2ပုံးဆိုလို့ရှိရင်သူ့ကို100တိထည့်ပေးရမယ်တော့ပဲထည့်ပေးရမယ်အကယ်လို့ဒီထက်ပို့ပြီးတော့ကိုကဒီရေပမာနားထဲဒီမှာတပုံးစားကို2ခု100လောက်တရောမယ်ဆိုလို့ရှိရင်အပင်တွေကတော့သိကုန်မယ်သူကကျတော့ဒီဟာကျတော့သူကဘာတွေကောင်းလဲဆိုတော့ဒီစိုက်ကင်ထဲမှာရှိရဲ့အပင်တွေမှာကြားရောက်လာနိုင်တဲ့ပိုးကောင်းတွေအကုန်လုံးအဝေးကိုကောင်းအောင်လို့ဒီ
ကြတော့ဒီဘုဒ္ဓစီရဆိုလို့ရှိရင်ကျမတို့ခေါ်တာတဘာဝဘုဒ္ဓစီလို့ခေါ်တယ်သူကဆိုလို့ရှိရင်ဒီသီးနှံတွေအတွက်ဘေးအန္တရာယ်အခက်အခဲမရောက်နိုင်ဘူးပြီးတော့သာသုံးတဲ့သာသုံးတဲ့သူတွေအတွက်လည်းအခက်အခဲမဖြစ်ရောက်နိုင်ဘူးအဲ့တော့ဒီလိုမျိုးဘုဒ္ဓစီလို့ဆိုလို့ရှိရင်စိုက်ခင်းထဲမှာပိုးရည်တယ်လို့ရှိရင်သုံးလို့ရတယ်စိုက်ခင်းထဲမှာပိုးရည်မရှိဘူးလို့ရှိရင်လုံးဝသုံးရမလို့ဘူး